အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေတဲကunderground cable joint fault အကြောင်းလေး share ချင်ပါတယ်ပြီးတော့ဘယ်လို improvement ဖြစ်အောင်လုပ်မလဲဆိုတော့အကြောင်းလေး share ချင်ပါတယ်ကျွန်တော်တို့ underground cable တွေ underground cable line ဆွဲတော့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ line lamp အကွာဝေးပေါ်မူတည်ပြီးတော့နောက် spacing ပေါ်မူတည်ပြီးတော့ကျွန်တော် budget ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ underground cable line ကိုကျွန်တော်တို့ရွေးချယ်ပါတယ်underground cable ကတော့ဒါတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲ overhead cable ထက်တော့ကျွန်တော်တို့cost ပိုများပါတယ်cost ပိုများပါတယ်ဟုတ်အရင်တော့ကျွန်တော်တို့ O project ဒီမှာတော့ underground cable တွေအများသောအားဖြင့်ကျွန်တော်တို့3 core တွေတုံးကြပါတယ်3 core တွေတုံးတော့ကျွန်တော်3 core တွေရတယ်ကျွန်တော်တို့ရဲ့အတွေ့အကြုံရဆိုရင်ကျွန်တော်တို့ Messi 1 tran ကို maximum order 200လောက်ပဲမှာလို့ရပါတယ်တကယ်လို့ကျွန်တော်တို့ရဲ့ဒီ underground cable line က1 km ရှိတယ်ဆိုရင်ကျွန်တော်တို့5 tran ဝယ်ရပါမယ်5 tran ဝယ်ရရင်ကျွန်တော်တို့ underground cable အဆက်ကလည်း5ဆက်ကျွန်တော်တို့ဆက်ရပါမယ်အဲ့လိုဆက်တဲ့နေရာမှာကျွန်တော်တို့ဆက်တဲ့နေရာမှာကျွန်တော်တို့အရန်ကျွန်တော်တို့ကောင်းပါတယ်ဆိုတော့ joint အဆက်တစ်ခုကကျွန်တော်တို့ဒီ original cable ထက်အနည်းဆုံး 20% quality ရောကြတတ်ပါတယ်1 man sheet အရန်ကောင်းပါတယ်ဆိုရင်တော့ဒီ cable joint တစ်ဆက်ရဲ့ joint အဆက်တစ်ဆက်တိုင်းက original cable ထက် quality 20% ရောပါတယ်joint နေခုန1 km ဆိုကျွန်တော်50ပေါ့နော် joint အဲ့ဆိုကျွန်တော်5 joint ခြိုင်မယ်နောက်ဒီကျွန်တော်တို့သုံးပြတဲ့ပတ်ဝန်းကျင်ရဲ့မြေအနေထားအရ chemical ပတ်ဝန်း ratio ရunderground cable တွေကျွန်တော်တို့အလွယ်တကူပျက်စီးနိုင်ပါတယ်ကျွန်တော်ခုန1 man sheet ကြောင်းလည်းပျက်စီးနိုင်ပါတယ်ပတ်ဝန်းကျင်မှာပါတဲ့မြေရဲ့ကျွန်တော်တို့chemical ပါဝင်မှုအနှောင့်ထားရတဲ့ underground cable တွေလွယ်ကူလည်းပျက်စီးနိုင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ system ရဲ့ body quality ကြောင်းလည်း underground cable လွယ်တကူပျက်စီးနိုင်ပါတယ်ဟုတ်ကျွန်တော်တို့အဲ့လိုပျက်စီးနိုင်တော့ကျွန်တော် underground cable joint fault ဖြစ်ရင်လည်းရှာဖို့အရန်ခဲရင်ပါတယ်ကျွန်တော်တို့marking ကျွန်တော်တို့ joint marking တွေထားရင်တော့joint marking တွေကျွန်တော်တို့ပြီးတော့တိစောက်ဒါပေမဲ့ကျွန်တော် fault ဖြစ်ရင်ဘယ် joint fault ဖြစ်တယ်ဆိုတာကျွန်တော်တို့မသိနိုင်ပါဘူးမသိနိုင်တော့ကျွန်တော်တို့ local မှာတော့ test pan ကိုtest pan နဲ့ကျွန်တော်ရှာလို့ရပါတယ်ဒီ fault finding ရှာတာအများကြီးပါ Marelus test တွေရောကျွန်တော်တို့ဒီ test pan နဲ့ဆန်းတဲ့ဟာတွေရောကျွန်တော်တို့ hydraulic ကပြီးတော့ဆန်းတဲ့ဟာတွေရောဒီနည်းကကျွန်တော်သိသလောက်ပါအဲ့တော့ကျွန်တော်ဒီ joint fault တွေခဏခဏဖြစ်တယ် joint fault ဖြစ်ပြီဆိုရင်ကျွန်တော်အဲ့ဒီ joint ကိုဖြတ်ထုတ်လိုက်ရပါတယ်ပြီးရင်ကျွန်တော်ဘာလုပ်ရလဲဆိုရင်ကျွန်တော်တို့က cable ဖြတ်ပြီးနောက်ပြန်ဆက်ရပါတယ် joint fault တစ်ခါဖြစ်တိုင်းကျွန်တော်ဒီ joint တိုးသွားပါတယ် joint များလေကျွန်တော် fault ဖြစ်တဲ့ percentage များလေ fault ဖြစ်တဲ့frequency အကြိမ်ရေအတွက်များလေပါဒါကြောင့်ကျွန်တော်ကဘာလုပ်လဲဆိုတော့ကျွန်တော်စဉ်းစားပါတယ်စဉ်းစားပြီးတော့ joint တွေကိုကျွန်တော်တီးပေလာနဲ့ကျွန်တော်တို့မြေပေါ်ထုတ်ပြီးတော့ကျွန်တော် connection set နည်းနဲ့သုံးပါတယ်ပထမဦးဆုံးတော့ကျွန်တော်တီးပေလာ design ကတော့ကျွန်တော်ခုနဒီကျွန်တော်တို့ဒီဟာပေါ့နော် post insulator တွေနဲ့ကျွန်တော်လုပ်ပါတယ်အဲ့မှာအားနည်းချက်တစ်ခုကျွန်တော်တို့ထပ်ကြုံရပါတယ်ဒီတီးပေလာတွေကတော့ကျွန်တော်တို့လူသူကျွန်တော်တို့ဒီ power supply ပေးဖို့အရင်ခဲရင်ပါတယ်ခဲရင်တော့ကျွန်တော်တီးပေလာတွေမှာကျွန်တော်တို့ဒီ ventilation fan လို့ heater လို့တက်ဆင်လို့မရပါဘူးတက်ဆင်လို့မရအတွက်ကျွန်တော်တို့နွေရာသီတွေမိုးရာသီတွေမှာကျွန်တော်တို့ဒီဖုံမုံတွေ moisture တွေကျွန်တော်တို့မထိန်းနိုင်ပါဘူးမထိန်းနိုင်တော့ကျွန်တော်တို့ဒီ insulator တွေမှာကျွန်တော် installation ကြပြီးတော့ခဏခဏပန်းတဲ့ပြဿနာကြုံရပြန်ပြောပြတော့ဆိုတော့ကျွန်တော် modify ထပ်လုပ်တယ် modify ထပ်လုပ်တော့ကျွန်တော်ဗာလဲလုပ်လဲဆိုရင်ကျွန်တော်ပိုး insulator ဖြုတ်ထုတ်လိုက်တယ်ဖြုတ်ပြီးတော့ကျွန်တော်တို့ဒီ air ထဲမှာလေထဲမှာပဲ direct connection ဆက်လိုက်တယ်ပြီးတော့ကျွန်တော်တို့ insulation level insulation ကောင်းကောင်းရအောင်ကျွန်တော်တို့step by step ကျွန်တော်တို့date တွေ 7 date တွေ insulation date တွေကျွန်တော် history ကျူတွေနဲ့ကျွန်တော်တို့ဆက်ပြီးတော့သုံးပါတယ်အခုလက်ရှိဒီ system တော့ငြိမ်နေပါတယ်ဒါကျွန်တော်ရဲ့ old project တစ်ခုပါကျွန်တော် new project မှာကျွန်တော်ကဘာလုပ်လဲဆိုရင်ကျွန်တော်နောက်ပိုင်း underground cable new project ဒီမှာကျွန်တော်က cable ကိုကျွန်တော် single ခုပဲသုံးပါတယ် single ခုကတော့ကျွန်တော်အတွေ့အကြုံကကျွန်တော်မီတာ 1000 အထိမှာလို့ရပါတယ်
မာလို့ရဆိုကျွန်တော်ရဲ့ line ကျွန်တော်ရဲ့ဒီ line က1000ဆိုကျွန်တော်မှ join မရှိတော့ပါဘူးတကယ်ကျွန်တော် line ကဟိုကျွန်တော်2000ဆိုရင်မီတာ2000ဆိုရင်ကျွန်တော်1 join ဆက်ရပါမယ်အဲ့ဒီ1 join ကိုလည်းကျွန်တော်အခုကျွန်တော် join လည်းမလုပ်တော့ပါဘူး TP လာမသုံးတော့ဘူးကျွန်တော်ကဒီ secondary switch ကကျွန်တော်တို့နဲ့ gas C secondary switch ကနဲ့ကျွန်တော်connection ဆက်ပါတယ်သူက switching function လည်းပါအတွက်ကျွန်တော်တို့ဒီကျွန်တော်တို့ maintenance လုပ်တဲ့နေရာမှာတော့ပိုစီဖြစ်ပါတယ်ကျွန်တော်တို့ very compact လည်းဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ termination တော့ကျွန်တော်တို့သုံးပါပါတယ် termination နဲ့asset တွေကို termination T-black termination နဲ့သုံးပြီးတော့ကျွန်တော်တို့အသုံးပြုထားပါတယ်ဟုတ်ကဲ့နည်းနည်းလေးရှင်းသွားပါပြီကျွန်တော်ဒီနေ့ကျွန်တော်ရဲ့အတွေ့အကြုံလေး share လုပ်တာအရင်ကျေးဇူးတင်ပါတယ်ဒီကနေပြီးတော့ကျွန်တော်ရဲ့ညီငယ်တွေကျွန်တော်တို့ဝါသနာရှင်ညီကိုတွေအတွက်လည်းဘိုးစုရတသုံးတရားရရှိမယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းပြန်ပြီးတော့တွေ့ဆုံကြပါသေးတယ်